ထိုင်းနှကမ်းမွေးဆိုတဲ့ကောင်မင်းတော်ကြိုကြွလာလားဟိုတစ်ဘက်ကငါလာတော့မင်းငါမှန်ဘလူးနဲ့ကြည့်တော့အေးလို့သေးပေါက်လာမင်းထင်တယ်ဟလားခွေးမလားအဲ့ဒီကမင်းနောက်ဝင်ခုတ်လိုက်ရမှာမင်းခုတ်လိုက်ရမှာငါမှားသွားတယ်အခုငါလွတ်ပေးလိုက်ရအခုဘာဖြစ်သွားလဲဆိုတော့အခုမင်းဒုက္ခပေးနေပြီစပြီးတော့မင်းကိုသတိပေးစရာတော့တခြားမဟုတ်ဘူးအဲ့မှာငါတူမတဲ့ကောင်ရှိတယ်နော်ဖလန်ဆောင်မှနေရအေးလို့အဲ့ဘက်ကိုမင်းမီတာ100တွင်းမင်းသွားလို့မရဘူးနော်ခွေးမလားမင်းသွားလို့မရဘူးနော်မင်းသမီးရောမှာလားငါတက်လိုက်ရှုပ်ကုန်လိုက်မယ်အကုန်လုံးသဘောပေါက်လားမီတာ100တွင်းမမြင်ချင်ဘူးနော်မင်းရောမင်းကောင်တွေရောတက်ပြီးနောက်ဘန်ကောက်တစ်ခါထက်လာအောင်မလုပ်နဲ့ရှင်းလားအေးစင်းနေတယ်နေမကောင်းလူကနော်အာရုံနေမနောက်လည်းငါ့ကို